မိဘမြတ်တာငတ်မွတ်နေတဲ့တာချောလေးအတွက်ဇနီးလောင်းတက်ကိုချတွေ့ထားပြီးဖြစ်တဲ့ဖခင်ဖြစ်သူတာချောလေးကတော့အခုနောက်ပိုင်းအနည်းပညာလောကမှာကလေးတစ်ယောက်အနေနဲ့ရပ်တည်လာခဲ့တာဖြစ်ပါတယ်။တာချောလေးကရုပ်ဆောင်ရတာကိုအယံဝါသနာပါတာဖြစ်ပြီးတော့တက်မှာဗီယိုလေးတွေတင်ရင်းနဲ့နာမည်ကြီးလာခဲ့တာလည်းဖြစ်ပါတယ်။ဒါပြင်တာချောလေးရဲ့ဘဝကဆင်းရဲရွှတ်တဲ့ပြီးတော့ခက်ခဲတလို့မိခင်နဲ့ပတ်သက်တဲ့ခံစားချက်တွေလည်းရှိနေခဲ့တာပါ။တာချောလေးရဲ့မိခင်ကနိုင်ငံခြားမှာအလုပ်တွားလုပ်မဲ့ဆိုပြီးတော့တွားရကနေကိုရောက်တဲ့ချိန်မှာတော့နောက်တစ်ယောက်နဲ့ဖောက်ပြန်နေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံမှာကြံခဲ့တဲ့တာချောရဲ့ဖခင်ကလည်းအသေးခွဲခဲ့ရတယ်လို့တာချောလေးမှာလည်းမိခင်မြတ်တာကိုငတ်တဲ့ဝေဒနာကိုခံစားခဲ့ရတာပါ။တာချောလေးကမိခင်ကိုလွမ်းတဲ့အကြောင်းမြန်မာပြည်ကိုပြန်လာဖို့အချင်းချင်းတောင်းဆိုခဲ့ပြီးမြဲမိခင်ဖြစ်သူကနောက်ရင်တောင်ကိုသာရွေးချယ်သွားခဲ့တာပါ။ဒါကြောင့်တာချောလေးရဲ့ဘဝကိုဖခင်ဖြစ်သူတယောက်တည်းကတာထိမ့်သိမ်းဆောက်ရှောက်ခဲ့ရတာဖြစ်ပါတယ်။တာချောလေးတို့ဘဝကဆင်းရဲရှုတဲ့အတွက်အနည်းပညာလုပ်ကိုလုပ်ကိုင်တဲ့နေရာမှာလည်းအဆင်မပြေလှပါဘူး။ဒါကြောင့်ခရီးဝေးတွေတွားရတဲ့အခါမှာလည်းတာချောလေးဖခင်ကလမ်းလျှောက်တန်းကြောင်းစကားကြိုးစီးတန်စီပြီးတော့အတော်လေးကိုခက်ခဲခဲ့ရတာပါ။တာချောလေးရဲ့ဖခင်ကလည်းအိမ်ရဲ့စားဝတ်နေရေးအတွက်ပတ်စံချသလိုတာချောလေးကိုလည်းတစ်ဖက်ကနေပြီးတော့ကျွေးမွေးဆောက်ရှောက်ရတာဖြစ်ပါတယ်။ဒီအခက်အခဲတွေကိုရင်ဆိုင်ကျော်ဖြတ်နေရတဲ့တာချောလေးရဲ့ဖခင်ကအခုဆိုရင်တော့တာချောလေးကိုပြုစုဆောက်ရှောက်နိုင်ဖို့မိခင်အသက်ကိုရှာဖွေတွေ့ရှိသွားပြီဖြစ်ကြောင်းအတည်ပြုလာခဲ့တာလည်းဖြစ်ပါတယ်။အခုလက်ရှိဖခင်ဖြစ်သူတွေ့ရှိထားတဲ့လက်တွဲဖော်ကိုတာချောလေးကိုယ်တိုင်ကလည်းလက်ခံပြီးတော့ကြည်ပြူထားတာပါ။တာချောလေးကိုယ်တိုင်ကလည်းမိခင်မြတ်တာငတ်နေတဲ့သူမို့မိခင်အသက်တယောက်ကိုလို့ရှင်လို့မကြခဏတောင်းဆိုလေးရှိတာပါ။အခုလက်ရှိကောင်မလေးကလည်းတာချောလေးကိုချစ်တာကြောင့်မုတ်တွေလာပေးရင်းနဲ့ဖခင်ဖြစ်သူနဲ့ဆုံတွေ့ခဲ့ရတာဖြစ်ပါတယ်။တာချောလေးကိုရှစ်ခင်တဲ့စိတ်နဲ့မုတ်ဝယ်လာပေးတာတွေအပြင်ကိုမုတ်ထွက်ကျွေးတာတွေကိုလည်းလုပ်ရင်းနဲ့သူတို့သားဖားနဲ့ရင်းနှီးမှုပိုတိုးလာခဲ့တာဖြစ်ပါတယ်။တာချောလေးကိုရှိတဲ့သူလည်းဖြစ်တဲ့အတွက်ဖခင်ဖြစ်သူကသူရဲ့လက်တွဲဖော်အဖြစ်ရွေးချယ်လိုက်ဖို့ဆုံးဖြတ်လိုက်တာပါ။လက်တွဲဖော်ကောင်မလေးကအိမ်တော်မရှိတဲ့အပြိုဖြစ်တဲ့အပြင်ပညာတတ်ပြီးတော့ကောင်းမွန်တဲ့အတိုင်းဝိုင်းကဖြစ်ပါတယ်။ဒါကြောင့်တာချောလေးရဲ့ဖခင်ကလည်းဒါလေးအတွက်အကောင်းဆုံးတော့မိခင်ဖြစ်လာလိမ့်မယ်ဆိုပြီးတော့ယုံကြည်ထားတာပါ။ဒါအပြင်တာချောလေးကလည်းဖခင်ရဲ့လက်တွဲဖော်အတက်ကိုမမားလို့တောင်ခေါ်နေပြီးဖြစ်ပြီးတော့အရန်ကိုချစ်တာပါ။သူရဲ့မမေအတက်ကိုနိုင်ငံခြားကိုပေးမတော်ဘူးဆိုပြီးတော့သူရဲ့မမိတ်နိုင်တဲ့ခံစားချက်လေးတွေနဲ့ပြောဆိုလာခဲ့တာကကြားသူတွေရဲ့ပုံမှန်စိတ်မကောင်းကြဖြစ်ရပါတယ်။မိခင်ဖြစ်သူကသူ့ကိုထားခဲ့ပြီးတော့နိုင်ငံခြားကိုထွက်သွားတဲ့ခံစားချက်ကသူ့ဘဝတဲ့အချိန်တစ်ခုထိမေ့လို့ရတော့မှာမဟုတ်ပါဘူး။ဒီလိုခံစားနေရတဲ့တားလေးအတွက်ဖခင်ဖြစ်သူကမကြည့်ရနိုင်တော့တာကြောင့်မမေအသက်ရှာဖွေပေးတာလည်းဖြစ်ပါတယ်။အခုလက်ရှိမှာတော့တာချောလေးရဲ့မမေအသက်ကဆောက်ရှောက်ပေးနေတဲ့အပြင်အများကြီးလည်းပံ့ပိုးပေးနေတာဖြစ်ပါတယ်။တာချောလေးကိုလည်းမိခင်မြတ်တာပြေဝပေးတဲ့အပြင်တာချောလေးရဲ့ပညာရေးနဲ့တရုပ်ဆောင်လောကမှာလိုအပ်တာတွေကိုလည်းတရားစီမံပေးနေတာပါ။တာချောလေးရဲ့ဖခင်ကိုလည်းစိတ်ဓာတ်ခွန်အားတွေပေးပြီးတော့လမ်းဆန်းတကြွတဲ့လူတစ်ယောက်ဖြစ်လာအောင်ဒီကနေပြီးတော့အားပေးနေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်တာဖာနှစ်ယောက်လုံးကအရင်နဲ့မတူတော့ဘဲနဲ့အများကြီးလမ်းဆန်းပြီးတော့တကြွလာခဲ့တာပါ။တာချောလေးအတွက်ရည်ရွယ်ပြီးတော့နောက်ထပ်လက်တွဲပေါ်ချလိုက်ပြီးဖြစ်တဲ့တာချောလေးရဲ့ဖခင်အပေါ်ပိတ်သက်တွေအမြင်လေးကိုပြောပြပေးပါအောင်။ချစ်ချူပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။